February 2nd ရက်နေ့တိုက်ပွဲဖြစ်ပွားနေစီမှာပဲတိုက်ပွဲက February 2nd ရက်နေ့မှာကိုဆိုတော့ BNRA ဘူနကာအဖွဲ့ဝင်လူငယ်ရေးပေါ်ကူဦးပေါ့နော်ဒီဘူနကာတပ်ဖွဲ့ဝင်ကူဦးပေါ့ကူရောက်ပေါ့ကူဦးက PDF ထန်ထေလာရောက်ပြီးမှပူပေါင်းခဲ့တယ်တဲ့ဆိုတော့သူတို့နဲ့ပါလာတဲ့ပါကြီးလို့ခေါ်နေတဲ့လက်နက်လေးလက်ရေပြီးတော့ဘုံတီးကလေးလုံးပါနေတယ်ပြီးတော့ကြီးက200ကျော်ပါနေတယ်ပေါ့ဆိုတော့ဒီတစ်ခါဘူနကာရဲ့တပ်ဖွဲ့ဝင်တချို့က PDF ပူပေါင်းလာတာကိုတော့သတင်းမီဒီယာအရတော့မှန်ကန်တဲ့ပုံပေါက်နေတယ်အခုလက်ရှိချိန်တွေကညှိနှိုင်းမှုတွေလုပ်နေတယ်ဒေသအတွင်းမှာ BNRA ဘူနကာတပ်ဖွဲ့ဝင်100ကျော်ရှိသေးတယ်ပေါ့နော်ဆိုတော့ PDF ထံပူပေါင်းရအတွက်ညှိနှိုင်းမှုတွေကိုဆက်လက်လုပ်နေကြတယ်တဲ့ဆိုတော့ဒီဘူနကာရဲ့အလောက်မှာရှိနေတဲ့တပ်ဖွဲ့100ကျော်ချန်တဲ့လူကရင်းမပီရဲ့ PDF ထဲမှာဒါမှမဟုတ် NUG ရဲ့လက်အောက် PDF ထဲမှာပူပေါင်းချင်မလားမပူပေါင်းဘူးလားဆိုတော့ကျွန်တော်တို့မသိသေးဘူးဒါပေမဲ့လူ9ယောက်တော့9ယောက်ကတော့ပူပေါင်းနေပြီကျွန်တော်တို့သိရတယ်ပေါ့နော်ဆိုတော့ February 18ရက်နေ့ဒီမနေ့ပေါ့ဗျာဒီနေ့ February 18 2026နေ့ခင်းနောက်ပိုင်းမှာမေပင်တိုက်ပွဲကလုံးဝမရှိတော့ပဲပြန်လေငြိမ်သက်သွားတယ်ပေါ့ဗျာဆိုတော့ဒါကတော့တစ်ဖက်တနည်းအားဖြင့်ပြောရမယ်ဆိုအချင်းချင်းတိုက်တာကိုရပ်တန့်သွားတာတော့ကြားရတာဝမ်းသာစရာကောင်းပါတယ်ကျွန်တော်တို့အားလုံးကလည်းအချင်းချင်းတိုက်ခိုက်တာတပ်ဖြတ်တာကိုလုံးဝမြင်ချင်တာမဟုတ်ပါဘူးပေါ့နော်ဆိုတော့ NUG ရဲ့သဘောထားကတော့ဘူနကာရဲ့တပ်ဖွဲ့ဝင်ဒီနော်လူထုအပေါ်ဖိနှိပ်မှုနဲ့ရာဇဝတ်မှုအများကိုကျူးလွန်ထားတဲ့ဖြစ်နော်ဖမ်းဆီးအရေးယူရန်ဆောင်ရွက်နေတာဖြစ်တယ်